ဘယ်လိုမှတ်ထားရမလဲလို့မေးလို့ရှိရင်ဖြင့်သစ္စာဆိုင်ရင်နိဗ္ဗာန်မြင်တော့တာပဲလို့မှတ်ကြရမယ်နော်အဲဒီဘုရားခင်ကိုရမေကြီးကဓမ္မစကြာပါဠိတော်မှာလာတာလေးလေဒကာဓမ္မတွေကရှင်းပိုင်းကမှတ်ထားလိုက်တာငါဒီသစ္စာလေးပါးမသိသေးဒုက္ခ၌ဘုရားသူ၍သူကိုယ်သူတောင်းမခံသေးသူသစ္စာလေးပါးမသိသေးခင်တော့ဘုရားရဲ့သူတောင်းမခံသေးဘူးလို့နော်ဓမ္မသစ္စာလေးပါးသူမသိသေးတော့ဘာလဲတော့ဒါဖြင့်ဘုရားဖြစ်ဖို့ရသစ္စာသိကိုရေးကြည့်ပါလားဆိုတော့ပေါ်လာနော်သောသူဘုရားဤသာအရိယသံဃာဖြစ်ဖို့လေသစ္စာသိကိုရေးကြည့်တယ်ဆိုတာလေတဏ္ဍပဲမှတ်လိုက်ပါလားနော်အကျဉ်းကားနဲ့ငါပြောတဲ့ခင်ကိုရမြတ်ကြီးဒီသစ္စာလေးပါမသိသေးထိုကားနဲ့ဘုရားဟူ၍ဝန်မခံသေးအကျဉ်းကားနဲ့သစ္စာလေးပါးငါသိလာ၏ဆိုသစ္စာလေးပါးရဲ့နိဗ္ဗာန်ကလည်းပါလာသို့ကောင်းနဲ့ငါ့ကိုငါဘုရားဟူ၍30ဘုံမှာကြော်ညာပေးလိုက်၏လို့ဆိုတော့ဩဆရာဘုရားခင်ကိုရမေကြီးသစ္စာသိမှဘုရားဟူ၍ကြော်ညာလွတ်မှာလားဆိုတာကိုဥက္ကမောင်တို့ပေါ်လာကောင်းပြီဒါတွေသိရတော့မှဟောသစ္စာဆိုတာသိဖို့အရေးကြီးပါကလားလို့ဆိုတော့ဓမ္မတွေကသစ္စာဆိုတာဘာပါလိမ့်မလဲလို့မေးတဲ့အခါကျတော့မှတဲ့သစ္စာဆိုတာဓမ္မရဲ့ခန္ဓာကိုယ်လေးကြည့်လိုက်တော့ဝေဒနာလေးတွေဖြစ်မှုပြက်မှုဒါသစ္စာပဲလို့မှတ်လိုက်စိတ်ကလေးလေးရှုတဲ့ပုဂ္ဂိုလ်စိတ်ဖြစ်မှုပြက်မှုတွေ့ရင်သစ္စာပဲလို့မှတ်ပါတဲ့ဝိပရိနာမလက္ခဏာဒုက္ခသစ္စာသူဒီပင်ကိုယ်သဘောဆောင်သွားလို့ရှိရင်ဖြင့်တရားဝါတို့ဒုက္ခသစ္စာကြီးမှတ်လိုက်စမ်းရုပ်ဟာရုပ်သဘောဆောင်သွားရင်ဝေဒနာသဘောဆောင်သွားရင်စိတ်ဟာစိတ်သဘောဆောင်သွားရင်ဥက္ကမောကြီးသစ္စာဆိုတာဒါတွေပါလားအဲ့ဒါသစ္စာနဲ့အနိစ္စကိုတခြားစီမြည်လိုက်ပါနဲ့နော်သစ္စာနဲ့အနိစ္စတခြားစီမြည်လိုက်ပါနဲ့လို့ဘုရင်တက္ကရာဆရာကသေသေးချာချာပြချာသစ္စာမူလမိကဉာဏ်နာတိဝိပဿနာဉာဏ်တိုင်းသရဏသစ္စာနာအနုလောမတော့သစ္စာမူလမိကဉာဏ်နာတိဝုသတိဣဒာနိကသောသနာကာရံဓာသေးတုယူပံနိစ္စံဝါအနိစ္စံဝါဒီအာရိမဟာလို့စံတဲ့ပိဋကကပြလိုက်တာထောက်လိုက်တော့ယုတ်တရားတွေဖြစ်ပြအနိစ္စမြင်လို့ရှိရင်ဒါသစ္စာမြင်တာပဲလေရှင်းမင်းနော်ဒုက္ခသစ္စာမြင်တာပေါ့ဗျာဒုက္ခသစ္စာကိုသစ္စာမနောမိကဉာဏ်ဆိုတော့ဒါသစ္စာနဲ့လျော်တဲ့ဉာဏ်ပဲကွာသဘောကျကြဟောသစ္စာနဲ့လျော်တဲ့ဉာဏ်ဆိုတော့ဘာလာလိမ့်မလဲလို့ဘုန်းကြီးတို့ဓမ္မတွေကတွေးတော့မှငါတို့ရှုနေတဲ့ဖြစ်မှုပြမှုလေးတွေကဒုက္ခသစ္စာပါလားဖြစ်မှုပြမှုလေးတွေဘာခေါ်ကြမှတ်ထားကြပါဩငါတို့ရဲ့သစ္စာဆက်အောင်လုပ်နေတော့ဒါလေးစတွင်ရှင်းဒီဒုက္ခသစ္စာသုံးသွင်းနိရောဓသစ္စာမြင်တော့မှာပဲဆိုတာမှတ်ပါဒုက္ခသစ္စာသုံးသွင်းနိရောဓသစ္စာနိဗ္ဗာန်ဆိုတာမြင်ရလို့ရှိရင်ဖြင့်တရားဓမ္မတွေလိုရကီအပြီးတိုင်ရောက်ပြီဆိုတာအောက်မရမှာပေါ့ဗျာဒါဖြင့်သက္ကနိဗ္ဗာန်ငုတ်တို့ကလည်းတခါလာပြန်တော့ဘယ်လိုလာပြန်ကြတော့ဆိုတော့သက္ကနိဗ္ဗာန်ငုတ်တို့ကသောဝတ္တဘိက္ခွေကိဉ္စီသင်္ခါရံနိစ္စတောပတ္တတောအနုလောမခန္တီယာသမ္မနာရံဝိပရိတိနေတံခန္ဓာဝိသတိတခုသောတရားလေးဝေဒနာဖြင့်ဝေဒနာစိတ်ဖြင့်စိတ်ဆိုတဲ့သင်္ခါရတရားလို့နိစ္စထင်တယ်လို့ရှိရင်အနုလောမသစ္စာနဲ့အနုလောမသစ္စာသိတဲ့အနုလောမညာမရနိုင်ဘူးနိစ္စထင်နေသစ္စာနဲ့ဘယ်ရောတဲ့အနုလောမညာမရနိုင်ဘူးသဘောကျရနော်ကိဉ္စိသင်္ကာရနိစ္စတော့ဘာလို့လဲအနုလောမိကာယခန္တီယသမ္ပန္နာတံဝိသတိနေတံခန္ဓာဝိသတိဘုရားကိုယ်တော်တိုင်ဟောသည်အနုလောမိကာယခန္တီယသမ္ပန္နာတံဝိသတိနေတံခန္ဓာဝိသတိအနု
လောမိကာယခန္တီယအတံပန္နာတောတကယ်လို့သစ္စာနဲ့လျော်တဲ့ဖြစ်ပျက်ကောင်ကမမြင်သေးလို့ရှင်းသမတ္တနိတံအောက်ကမသိဂတိတိနေတံဌာနဝိသတိမဖောက်မပြန်မြဲတဲ့မက်ကိုမရနိုင်သေးဘူးဖြစ်ပျက်မမြင်လို့ရှင်းမဖောက်မပြန်မြဲတဲ့မက်ကိုသမတ္တနိတံနောက်ကမန္တောသောတပတိဖလံဝါသရဏိဖလံဝါအနာဂမိဖလံဝါရတ္တဖလံဝါနေတံဌာနဝိသတိဆိုတဲ့အတိုင်းသမတ္တနိတဆိုတဲ့သမတ္တနိတဓမ္မဆိုတဲ့မဉ္ဇဏ်မရသေးရင်လည်းထိုလေးပါးလည်းရနိုင်မယ်လို့မင်းတို့ဘယ်တော့မှမောင်းမိနေဒါဖြင့်ဓမ္မတခုသောတရားအနိစ္စမြင်လို့ချင်းသစ္စာနဲ့လျော်တဲ့ညာရပြီလို့မှတ်လိုက်ပါသစ္စာနဲ့လျော်တဲ့ညာဒါဖြင့်ဓမ္မအရာကျိုးစားလိုက်စမ်းပါလို့သတိပေးလိုက်တယ်နော်အရာကျိုးစားပါဆိုတာတရားမဟုတ်ပါဘူးဓမ္မဖြစ်တဲ့ကလေးမြင်အောင်ကျိုးစားဖြစ်ပြကလေးမြင်အောင်ကြိုးစားပါဒါလေးကဒုက္ခသစ္စာပါပဲသစ္စာနှလုံးကညံပါပဲသဘောကျပြီးတော့လည်းစဉ်းစားကြည့်တော့ဓမ္မတွေများတော့ဖြင့်ရနေကြတယ်သံခိတ်တေနပြင်တုပါဒနက္ခန္တာပြီးဒုက္ခဆိုတော့ခန္ဓာ၅ပါးဒုက္ခသစ္စာတရားဆိုတော့အခုဖြစ်ပြမြင်ဒါဒုက္ခသစ္စာနဲ့လျော်တဲ့ဉာဏ်ဖြင့်ရတယ်ရှင်းပြီနော်ခိုင်းဒါဖြင့်ဩငါတို့မြင်တဲ့ဖြစ်ပြအိဋ္ဌငါတို့မြင်တဲ့ဖြစ်ပြဒုက္ခငါတို့မြင်တဲ့ဖြစ်ပြအနတ္တဖြစ်ပြတစ်ခုတည်းဟာဓမ္မကမှတ်တာအိဋ္ဌဆိုတာလည်းဖြစ်ပြီးပြတာဆိုတာပဲဒုက္ခဆိုတာလည်းအနတ္တဆိုတာလည်းဖြစ်ပြီးပြတာကြီးဆိုနေတော့ကိုကညာနဲ့မှာဘဝကအနိစ္စအထုံလေးပါလာလို့ရှိရင်ခန္ဓာကိုယ်ရေးကြည့်လိုက်တဲ့အခါကျတော့ဖြစ်မှုပြမှုလေးတစ်ခုခုဝေဒနာဖြစ်ဖြစ်စိတ်ဖြစ်ဖြစ်ရုပ်ဖြစ်ဖြစ်သင်ညာသင်္ခါရဖြစ်ဖြစ်ဘုန်းကြီးတို့ဓမ္မတွေမြင်လိုက်တဲ့အခါကျတော့ရှင်းတဲ့ဒါအိဋ္ဌမြင်ပြီလို့မှတ်ပါခန္ဓာ၅ပါးတွေကတဘာဝဖြစ်ဖြစ်မြင်ရင်ပါသိကြမယ်သစ္စာမျိုးမိကံလည်းရတယ်သစ္စာမျိုးမိကဉာဏ်လည်းရပါတယ်သစ္စာလည်းမြင်ပါတယ်အနိစ္စဆိုတာလည်းသစ္စာနဲ့အတူတူပဲအနိစ္စနဲ့သစ္စာနဲ့အတူတူပဲလို့မှတ်လိုက်တော့။ဒါရင်ဒါဖြင့်လက်တွေ့ဉာဏ်လေးပြရပါလို့ဆိုတော့ဓမ္မတို့ခန္ဓာကိုယ်ထဲမှာကြောမှရတဲ့ဆိုကြပါလေနော်။ကြောမှရတဲ့အခါကျတော့ဓမ္မတွေစဉ်းစားကြည့်ကြပါလားတဲ့ရကြံလို့ရရလားအင်ကြီးနဲ့ဖြည့်ရကောင်မြေမုံနဲ့ဖြည့်ရကောင်ရရတယ်တခုတခုခုနဲ့မဖြည့်ဘဲနဲ့ရပါဒါနဲ့ဖြည့်တာဖတ်တာရတာဝေဒနာဖြည့်တာရတာဒါဖြင့်ဘောလာတွေကဝေဒနာပဲနော်ဘောလာတွေကဝေဒနာပဲအလိုလိုဖြစ်သလားဖြည့်တဲ့ဖတ်တာကြောင့်ဖြည့်တဲ့ဖတ်တာကြောင့်ဖြစ်တော့ဖတ်တာဖြစ်ကြဝေဒနာဒီဝေဒနာလေးဓမ္မတွေကညာနဲ့လိုက်ပြီးဒါပါလိမ့်မလို့ကြည့်လိုက်တဲ့အချိန်ကျတော့ဝေဒနာလေးကချုပ်ပြတ်သွားချုပ်ပြတ်မသွားဘူးအဲ့ဒါလေးကိုချုပ်ပြတ်သွားတော့အိဋ္ဌမြင်လိုက်ပါလေမရှိတာလေးသိရတာဘာပါလိမ့်အိဋ္ဌကိုသိလိုက်တဲ့အခါကျတော့ဓမ္မတို့ရတာကိုဖြောင်းမပြစ်ပါနဲ့ဒီဥစ္စာရတာဝေဒနာဖတ်တာကြောင့်ဖြစ်တယ်နောက်တော့ဖတ်တာချုပ်လို့ဝေဒနာကချုပ်မသွားဘူးလားချုပ်သွားတယ်လို့သိလိုက်တော့အိဋ္ဌတစ်ချက်ပိုင်ပိုင်နေရကြတယ်အိဋ္ဌမြင်တော့ဘာဖြစ်ကြုံလို့လဲတဲ့အခါကျတော့၆ပါးနေတရားဆရာကအိဋ္ဌကိုဒါကအိဋ္ဌဝေဒနာလေးခုကအိဋ္ဌမြင်တာကမြက်ကအိဋ္ဌမြင်တဲ့အခါကျတော့မိမိခန္ဓာကြီးကဘာပါလိမ့်မလို့မိမိခန္ဓာကြီးကဝေဒနာခန္ဓာဘယ်မှာလမ်းဆုံးရှာပါလိမ့်မလဲလို့တွေးလိုက်ပါနိစ္စလမ်းဆုံးတယ်ဓမ္မဝေဒနာခန္ဓာဘယ်မှာလမ်းဆုံးပါလိမ့်နိစ္စလမ်းဆုံးတယ်ဆိုတော့မိမိဝေဒနာခန္ဓာကမိမိထင်နေတာမိမိမဟုတ်တော့ပါလားနိစ္စပါလားလို့မြင်လိုက်တဲ့ဉာဏ်လေးကပြောင်းသွားဘူးဒါဖြင့်နိစ္စမြင်တာကမက်ကသွားဖြစ်ပစ္စည်းကမြင်တာကသာဝတိတွေကဆရာက
ဒီလိုမြင်နေတဲ့အခါကျတော့ကွာတဲ့စဉ်းစားကြည့်စမ်းပါလားတဲ့ဒီကံကိုရအနိစ္စပြည့်စည်နေတာကြောက်ကြတာမြင်တော့ဒီကံကိုရိတ်ခင်းတဲ့လောဘလာသေးရဲ့နောက်ကနေပြီးမက်ကလာတဏှာဥပါဒမသေးဘူးတဏှာဥပါဒသေလိုက်တယ်နော်ဒကာဓမ္မတို့လူသေးပါလေတဏှာဥပါဒသေလိုက်ခြင်းတဏှာဥပါဒကံကိုကံနဲ့သေသွားနော်ဇရိရမဏပေါ်သေးရဲ့ပေါ်သေးမပေါ်တော့ပြိဿသမုပ္ပါဘယ်နဲ့နေရောအနိစ္စမြင်လို့ရှိရင်ဖြင့်သူတို့ပြောရတယ်ဆိုတော့လောဘစင်တယ်အနိစ္စမြင်လောဘသဘောကျပြီနော်ဒါကအနိစ္စဒါကဘာလို့မြင်တာစင်တာဘာလို့လောဘဒါပြန်အနိစ္စမြင်လောဘစင်ပေါ်ရအနိစ္စကိုမြင်ဒီလောဘကစင်သဘောကျအနိစ္စမြင်ရင်ဘာစင်ပါလိမ့်မယ်လောဘစင်တယ်ဆိုတာသဘောကျပြီနော်အနိစ္စမြင်လောဘစင်ပေါ်မှန်ပြီဖြစ်ပြပါပါလိမ့်ဒီကောင်ကအဲ့ဒါလေးဉာဏ်နဲ့ကြည့်လိုက်တော့ဖြစ်ပြသွားတဲ့အနိစ္စသဘောလေးဉာဏ်နဲ့မမြင်လိုက်ဘူးလားဘာလေးကစင်ထွက်လောဘစင်တယ်ဆိုရက်လောဘစင်လို့ရှိရင်လောဘကတဏှာခုနောက်ကလိုက်မှဥပါဒာနဲ့စင်တာပဲကံကောမသိကြတာမရဏရောစင်တာပဲဆိုတော့အနိစ္စမြင်လောဘစင်ပဲမှတ်ထားလိုက်အနိစ္စမြင်ပါစင်တော့သဘောကျပြီအနိစ္စမြင်လောဘစင်သွားတော့နေရာကြပါဆိုတာဒကာဓမ္မတွေတစ်ချက်ဝမ်းရောက်လိုက်ပါအနိစ္စမြင်တော့ပါစင်တော့ပါလောဘစင်သွားတယ်ဆိုတာအခုအမြင်တော့ဝေဒနာတွေကအနိစ္စဟုတ်လားမြင်တာကစင်တာကသမုဒိယလောဘသမုဒိယရှင်းရမြင်ညာကမြင်ခံရတာအနိစ္စမြင်ညာကစင်တာကလောဘသမုဒိယဆိုတော့သမုဒိယသစ္စာချုပ်တယ်ဆိုတော့ဘောနေဘောပါဘူးလားဒါကြောင့်အနိစ္စမြင်လောဘစင်လို့သာမှတ်ထားပါရှင်းရအနိစ္စမြင်အနိစ္စမြင်လောဘစင်လို့သာမှတ်ထားပါတိုင်းဒါဖြင့်ယာနိစ္စတံဒုက္ခလို့တိုင်းပါဠိတော်ကြီးများကလာနေတော့ယရနိစ္စတံဒုက္ခယံကျင်တရားဒီအနိစ္စအနိစ္စပဲပြတ်ပြတ်ထိုတရားဒီဒုက္ခပဲဆိုတာကောအနိစ္စနဲ့ဒုက္ခထူးရဲ့အနိစ္စတရားဒီဒုက္ခပဲလို့မသိကြဘူးလားဖြစ်ပြီးပြတ်သွားတော့သိသွားတာမဟုတ်လားဝိညာဉ်လေးကဖြစ်ပြီးပြတ်သွားတဲ့အခါသိသွားတော့သူဘာဆိုကြဒုက္ခကိုဒကာဓမ္မတွေခန္ဓာကိုယ်ထဲမှာအနိစ္စမြင်တဲ့ပုဂ္ဂိုလ်ကဒုက္ခနဲ့မြင်တော့တာဒါဖြင့်ဝေဒနာကဒုက္ခမြင်တယ်ကဒုက္ခကိုမြင်လို့ရှိရင်ဖြင့်နောက်ကဒကာဓမ္မတွေဒေါသစင်မြန်တယ်ဒုက္ခမြင်တော့ဒေါသစင်တော့ဒေါသဒုက္ခပရိဒီဝအဝိဇ္ဇာသံဃာလှည့်သေးရဲ့ဒုက္ခမြင်တော့ဒေါသစင်တော့ပရိစ္ဆေသမုပ္ပါအဆုံးမပြတ်တယ်ဘယ်ကပြတ်တော့နေရာကြတယ်ဘယ်မှာအနိစ္စမြင်တော့လောဘစင်တော့ပရိစ္ဆေသမုပ္ပါအလယ်ကပြတ်သဘောကျပြီနော်ဘုကမောကေချာမှတ်ပါမြင်တာတော့တစ်ချက်တည်းပဲမြင်တာတော့တစ်ချက်တည်းပဲတဲ့ခဲဒါပြန်အနိစ္စမြင်တော့မှတော့ပါစင်ခဲ့တယ်လောဘစင်တယ်ဆိုတော့ခဲခမည်းတော်ရထားတဲ့ပရိစ္ဆေသမုပ္ပါဘယ်ကနေပြတ်သွားလဲအလယ်ကနေပြတ်သွားတဲ့လေဘုဒ္ဓမာလာတရားဓမ္မတို့မကဘုဒ္ဓံလေဆိုတာပေါ်လာကြပြီဒါကမိမိတို့ခန္ဓာ၅ပါးနော်ဒါခန္ဓာ၅ပါးဆရာဘုန်းကြီးကကြည်ခိုင်းဘုရားကကြည်ခိုင်းလို့မြင်နဲ့ဉာဏ်မကြဘူးဒါကစင်တဲ့သမှုတွေကစင်တဲ့ဒေါသဆိုရင်ဟုတ်တာဒုက္ခမြင်တော့ဒေါသစင်အနိစ္စမြင်တော့ဒုက္ခမြင်တော့ဒေါသစင်သွားတယ်ဆိုတော့ဘယ်ကြောင့်ဒေါသစင်ပါလိမ့်မလို့ဆိုတော့မိမိခန္ဓာကိုယ်ကြီးကဖြစ်ပြီးပြတ်သွားတဲ့ဒုက္ခကြီးမြင်နိုင်ဘူးလားမြင်လိုက်တဲ့အခါကျတော့ဒုက္ခကိုမြင်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ဒုက္ခသစ္စာမို့ဒုက္ခဖြစ်တာကိုလို့ဆိုတော့ဒကာဓမ္မတို့
ဖြစ်ရလေခြင်းဆိုတဲ့ဒေါသလာလေဒုက္ခဖြစ်ကြမှာဒုက္ခဖြစ်တယ်လို့သိတာဘူးလေပြီးတော့ဒေါသလာလေဒါနဲ့ဒုက္ခမြင်လို့ဒေါသဖြစ်ဒုက္ခမောင်ပါရဲ့ဒါကမှတော့သူဒီမှာသိမ့်မယ်နဲ့ကိုသေချာမှပါသူဒီမှာဒီ3ရက်ဝင်လာလို့ရမ်းမှဖြစ်ပါလိမ့်မယ်ဒုက္ခမြင်တော့ဘာရှင်တော့ပါဒါကြောင့်ခင်ဗျားတို့ကိုယ်ဝါဒနာတိုင်းရှုတာရှုအနိစ္စအရင်မြင်တဲ့ပုဂ္ဂိုလ်လဲဒုက္ခပါသွားတာပဲအနတ္တပါသွားတာပဲအောက်မြလိုက်ပါခိုင်းတကားဒီဝေဒနာလေးကြောမှရတဲ့ဝေဒနာလေးကတကားဓမ္မတို့သိတဲ့အတိုင်းဖတ်တာချုပ်တော့ဝေဒနာချုပ်သွားတယ်ဖြစ်ပေါ်လာတဲ့ဝေဒနာချုပ်သွားတဲ့အခါကျတော့ဖတ်တာချုပ်လို့ဝေဒနာချုပ်တာပဲဆိုတော့ဝေဒနာလေးကခန္ဓာတဲ့ဝေဒနာလေးဖြစ်အောင်တော့ဒကာဓမ္မတွေကတားလို့ဆေးလို့ရတယ်မရအနတ္တဖြစ်တားလို့ဆေးလို့မရတယ်ဘာဖြစ်လဲအနတ္တဖြစ်သွားတယ်ဆိုတာသိကြလားဩဒါဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေနိုင်ဒါလေးကိုတားလို့မရတာလေမြင်လိုက်တားလို့မရတာကအနတ္တမြင်လိုက်တာကတားလို့မရတဲ့တရားမျိုးပါလားလို့အမှန်ကမသိဘူးလားအမှန်ကန်ပြီးတော့ဒကာဓမ္မတို့မောဟဆင်မြန်ဒါဖြင့်အနတ္တမြင်မောဟဆင်အနတ္တမြင်မောဟဆင်သဘောကျလားအနတ္တမြင်မြန်တော့တယ်ကဲဒါဖြင့်အစကပြန်စကြအောင်ဒကာဓမ္မတွေသိကြတော့နိစ္စမြင်တော့ဒုက္ခမြင်တော့အနတ္တမြင်တော့နေရာကြလိုက်တာဒကာဓမ္မမြင်ဖို့သာရေးကြည့်တော့တယ်နော်မြင်ဖို့သာရေးကြည့်ကြတယ်ဒကာဓမ္မတို့ကျိုးစားလုပ်ကြပါလောဘဒေါသမောဟဆိုတာပဲရမယ်တရားဟေးလို့ဆိုတဲ့ဥစ္စာဒီတိုင်းပဲလို့တော့မရဘူးမြင်မှပဲလို့ရတယ်ဘယ်လိုမှတ်ကြမြင်မှပဲလို့ရတယ်ဆိုတော့သိကြကြလားအေးဒါကြောင့်ဒကာဓမ္မတို့အမတ္တမဘုဒ္ဓနေပါဘောလားငါတို့ဒီကအနိစ္စလေးတစ်ချက်မြင်လိုက်လို့ရှိရင်မဲ့လောဘကစင်မလဲပရိစ္ဆေဘုရားအလဲကပြတ်ဒီဖြစ်ပြဒုက္ခပဲဓမ္မတို့နော်မြင်လိုက်ပြန်တော့ဘာစင်မြန်ဒုက္ခမြင်မြန်တော့ဒေါသဖြစ်ပြကလေးကတားလို့ရှိလို့မရတယ်သဘောအနတ္တပဲတရေဝအနတ္တဆိုတဲ့အတိုင်းယံနေတံတံဒုက္ခံတရေဝအနတ္တဆိုတဲ့အတိုင်းဒီတရားတွေကဖြစ်ပြီးပြတ်သွားတဲ့တရားတွေဓမ္မတွေကခံရတဲ့ဝေဒနာတွေမပြောက်ပါစေနဲ့တားလို့ရှိလို့ရကြတယ်။ဒါရင်တားရှိမြရတာဘာကိုရမြင်တာကရှင်းတာကပရိစ္ဆေသမုပ္ပါဘယ်ကပြတ်ပါလဲအစကပြတ်အစကပြတ်မောဟမြင်တော့အစကပြတ်ဒကာဓမ္မတွေသိကြကြဩတကယ်ဘုဒ္ဓမာလားဆိုတာပေါ်လာတကယ်ဘုဒ္ဓနဲ့ဆိုဘုရားကျေဥဆိုင်တို့ပေါ်လာရဲ့မပေါ်လာဘူးလားအဲ့တော့ဘုန်းကြီးတို့ဓမ္မတွေကဘာရေးကြည့်ပါလဲဩခန္ဓာကိုယ်ထဲမှာအနိစ္စလည်းရှိတာပဲအနိစ္စဒုက္ခပဲဒုက္ခကအနတ္တပဲဆိုတာပြီးတော့ပြည့်ပြီးဆရာဘုန်းကြီးကလည်းပြောတာဘုရားကလည်းဟောထားတဲ့တွေ့ဆရာဘုန်းကြီးကနောက်ထပ်ပြောတော့ရှင်းသွားဆိုခဲ့လို့ရှင်းတော့ဟောပရိစ္ဆေသမုပ္ပါပြတ်ဖို့ရတယ်ကားလို့ရှင်ဘယ်လိုများပြအောင်လုပ်ပါလုပ်ရပါမလဲဆိုတာပရိစ္ဆေသမုပ္ပါဆိုတာခန္ဓာနောက်ထပ်မဆက်တာသဘောကျပရိစ္ဆေသမုပ္ပါဆိုတာဘာပါလဲခန္ဓာနောက်ထပ်မဆက်တာဆိုတာသိကြမလားခန္ဓာဆက်လာတဲ့ခန္ဓာကလာလို့ရှင်ဘာသစ္စာဒုက္ခသစ္စာကမယ်ဆိုတော့မဆက်လာတော့ဒုက္ခချုပ်မဆက်လာတော့ဒုက္ခချုပ်တာဆိုတော့ဒုက္ခချုပ်ခြင်းလို့ချုပ်ရတာဒုက္ခဖြစ်ကြောင်း၃ခုချုပ်လို့ချုပ်တာလားသိကြရဘုရားမိုက်ကဓမ္မတို့ဘုရားမိုက်ကသုတိမသိမ့်မဲ့နေ့မှာဒါဝေရှိပြီးပြောရတာဥက္ကမောရေးကြည့်လို့နော်ဒါရင်ဒါဖြင့်ဓမ္မခန္ဓာထဲမှာဒုက္ခဝေဒနာကြီးချမ်းသာတဲ့ဝေဒနာလေးကိုယ်ပေါ်မှာလေးကတိုက်လို့ပံကားလေးကပေါ်လှဲ့လို့ကြောလေးနဲ့တွေ့တဲ့ပုဂ္ဂိုလ်ကြောလေးအေးလို့မျက်နှာနဲ့ထိတ်မှရှိတဲ့ပုဂ္ဂိုလ်ထိတ်မှအေးလုံးနဲ့ပေါ်လို့ရတယ်ဘာဝေဒနာပါလဲလေရီဟူသောအထဲမှာပါတဲ့ပထဝီဓာတ်တွေကလာကြည့်လိုက်တာနဲ့ပေါ်တဲ့ဖတ်တာပြည့်စရာဝေဒနာ
ဝိဝေနာရဲ့ပံကာတစ်ချက်လဲလိုက်တယ်ဆိုရင်ကိုယ်စီမှာတစ်ချက်ဖြစ်နောက်တစ်ခါလဲလိုက်တစ်ချက်ဖြစ်နောက်တစ်ခါလဲလိုက်ဒါနဲ့ဒီကောင်းကဝေနာလေးတွေကဝေဒနာခန္ဓာကမှာဘယ်နှောင်များသေးတယ်ဆိုအပတ်လဲတိုင်းသေးနေတယ်အပတ်လဲတိုင်းပေါ်ရေးအပတ်လဲတိုင်းသေးနေတယ်ဆိုတဲ့ဒီပံကာနဲ့ပဲခင်ဗျားတို့ရှင်းတော့ပါတယ်မရှင်းဘူးလားပံကာလည်းရေလေးရလိုက်ပါဖြတ်ဆိုဒီနေရာမှာဥက္ကမောဒုက္ခဝေဒနာစထုတ်ဝေဒနာပြတ်သေးရဲ့အမှန်ကားတစ်ပါးလဲလိုက်တော့ဒုက္ခဝေဒနာချုပ်ပြီးဒုက္ခဝေဒနာကဒုက္ခဝေဒနာတို့ကျန်ထိုးတာမဟုတ်ဘူးဒီကတော့အပေါ်ကမြင့်ရပူထားတဲ့သွရှိန်အပူဓာတ်ကဘုဒ္ဓေဆက်ပြီးဒီကရာရုပ်တွေဆက်ပြီးကရာမချုပ်သေးတာနဲ့ဖတ်ကအပူဓာတ်တွေကဖတ်တာဖြစ်ဝေဒနာလာဖြစ်ဒုက္ခဝေဒနာလာဖြစ်ပံကာရလိုက်ရင်ဘာဝေဒနာပေါ်လို့ပံကာလဲလိုက်ရင်ဟောခင်ဗျားတို့ကဝေဒနာမမြဲပါမြဲရဲ့ဒုက္ခနဲ့ဒုက္ခကြောင့်တခါတလေပြလာတဲ့ခါကျလို့ရှင်းရင်ဝန်ညာဥပ္ပခါများပေါ်လိုက်သေးဟင်ပေါ်လိုက်သေးတယ်ဆိုတော့ဩတရားဓမ္မတွေခန္ဓာကိုယ်ဘာတွေများလဲပြီးနေပါလိမ့်မလို့ဝေဒနာသုံးပါးလဲနေတယ်ဆိုရင်လွယ်ဝေဒနာသုံးပါးလဲပြီးနေတော့ဒီဝေဒနာတွေကဘိဓုခန္ဓာတွေတော့တရားနာတဲ့ပုဂ္ဂိုလ်တွေခန္ဓာပဲဆိုရင်လွယ်တော့ခင်ဗျားတို့ခန္ဓာတွေခဏခဏပြောင်းလဲနေပါကလားဆရာဘုန်းကြီးကပြောဘုရားခင်ကိုရမကြီးကဟောတာနဲ့ကိုတိုက်ကြလားဒါပြန်တရားဓမ္မတို့သိတဲ့အတိုင်းဝေဒနာနိရောဓမက်ပေါ်ဝေဒနာချုပ်တာဉာဏ်ပြည့်နေလို့ရှိရင်ဖြစ်မက်ပေါ်လာတော့ကြောင့်နောက်ကတဏှာမချုပ်ဘူးလေချုပ်မက်ပေါ်လာလို့ချုပ်သွားရှင်းသူပေါ်ဖို့ကိုရသေးလားဝေဒနာနိရောဓဒေါသနိရောဓကောဖြစ်ဘူးလားဖြစ်ပါဘူးဒုက္ခမြင်တော့ဒေါသဖြစ်ဝေဒနာနိရောဓမောဟနိရောဓကောဖြစ်ဘူးလားဖြစ်တာပဲတဲ့ဒကာမတို့ဒီလိုပါဠိတော်တွေနဲ့ကြည့်လိုက်ပြန်တော့ဝေဒနာကြောင့်လည်းဝေဒနာဖြစ်ကြကြောင့်လည်းတဏှာချုပ်တယ်တဏှာချုပ်တယ်ဆိုတော့တဏှာနဲ့ပါဇာတဖြစ်တဲ့မောဟကလည်းချုပ်ရမှာပဲတဏှာမလာလို့ရှင်ဒုက္ခဝေဒနာဖြစ်ကြဒေါသဆိုတာလာအဲ့ဒါမှမချုပ်ဘူးလားကဲဒါနဲ့ဒကာမတို့အနိစ္စမြင်လောဘရှင်းတယ်ဒုက္ခကိုမြင်အနတ္တကိုမြင်ဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေမှာအနိစ္စတစ်လုံးကြီးဒုက္ခပဲဒုက္ခတစ်လုံးကြီးဒါဖြင့်တစ်ချက်မြင်ရင်သုံးချက်ကုန်ပါမပါဘူးလားအဲ့တော့ဘုရားတော်ကအစကလည်းချုပ်အလယ်ကောင်ဆုံးတော့ဩပရိစ္ဆေမောကချုပ်သွားတာဒီဘာသစ္စာတွေချုပ်သွားတာပါလဲသမုဒိယသစ္စာလည်းချုပ်တယ်ဒုက္ခသစ္စာရှင်းလို့ချုပ်တာကသမုဒိယနောက်ချုပ်မှာကရှင်းလို့ချုပ်မှာကနောက်ချုပ်မှာကရှင်းလို့ချုပ်တာကနောက်အဆက်ချုပ်မှာကလောဘလာလို့ရှင်နာဥပါဒံကံပါချုပ်သွားတော့သမုဒိယတွေချုပ်သွားတော့ဘုရားခန္ဓာလာတွေဒေါသလာရင်ဒေါသပရိဒီဝဝိဇ္ဇာတွေချုပ်သွားတယ်တော့ဘုရားခန္ဓာလာတွေပရိစ္ဆေဘုရားဝိုင်းနိုင်လေရဲ့မဝိုင်းနိုင်တော့ဘူးတဲ့ဒါကအနတ္တကိုမြင်လိုက်ပြန်တော့ဒီကမောဟကရှင်းသွားဘူးလားဝိဇ္ဇာကစချုပ်တော့သင်္ခါရတွေဟောသဘောပါဒါဖြင့်ဒကာဓမ္မတွေသိတဲ့အတိုင်းဒီဘက်မှာသောတာပန်မေဃနာဂယန္တာဖြစ်တဲ့မဖြစ်တဲ့အနိစ္စမြင်လေဒကာဓမ္မတို့ဒုက္ခအနတ္တမြင်သောကြောင့်ဒကာဓမ္မတို့အနိစ္စနဲ့ယန္တာဖြစ်တယ်ဓမ္မဗရ900လာတယ်ဒုက္ခအနတ္တပါဠိတယ်ဒုက္ခသစ္စာကပါဠိတော်ကိုဝင်သွားတာသိချင်ရှင်းရပါတယ်ကဲရှုကြသေးလားဒါနဲ့ဒကာဓမ္မတွေကတလုံးနဲ့ရှုဝေဒနာကြိုက်ပြီးတော့ဝေဒနာဖြစ်တဲ့တလုံးနဲ့ရှုစိတ်ကြိုက်တဲ့လူကတလုံးနဲ့ရှုဆိုတော့ဘာမှခင်ဗျားတို့ကြာများမနေပါနဲ့ဆိုတာကိုလည်းလင်းနဲ့ဆိုတာသတိပေးလိုက်ပါလေဘာမှကြာများရပါနဲ့ဒကာဓမ္မတွေလူရကိစ္စပြည့်တယ်ရောက်ပါတယ်တလုံးနဲ့ပိုင်ပိုင်ရှုပါဧကောမောပါပဲပေါ်ကြတယ်နော်ဒါတွေသိရတော့မှဘုန်းကြီးဒကာဓမ္မတွေဟာတို့ဒီကားလဲဆိုလို့ရှိရင်မလုတ်တယ်လို့ခဲနေတာကလားလုတ်တယ်ပြန်တော့လားလွယ်သားပါလားဆိုတော့ပေါ်လာပေါ်ပါဗျာညမလို့ရှိရင်ဒကာဓမ္မတွေငါတို့သိတယ်မလဲတင်ရင်ဘယ်များသွားမှာပါလိမ့်မလို့ဆိုတာက
ဒီကဆက်နေဆက်တဲ့အဆက်စီမံရသွားရဒေါသကဆိုရင်ဒေါသစီမံနဲ့ရှိလောဘဆက်ရင်မောဟဆက်ရင်ခိုင်းဒါဖြင့်ဒီခမည်းတော်ဖြစ်ပြအနိစ္စဖြစ်ပြဒုက္ခဖြစ်ပြအနတ္တကမရောက်ရှုတော့ရှင်းရပါဒီတိုင်းမနေကြပါနဲ့တဲ့ဘုန်းကြီးတို့ဓမ္မတွေဒီတိုင်းမနေကြပါနဲ့ဒီတိုင်းနေလို့ရှိရင်ပရိစ္ဆေသမုပ္ပါ၃မျိုးလာလိမ့်မလို့ပရိစ္ဆေသမုပ္ပါ၃မျိုးလာလို့ရှိရင်လောဘကြောင့်ဖြစ်လို့ရှိရင်ပြိတ္တာတဏှာဥပါဒံကံပြိတ္တာသာတိမလားဘူးလားတဏှာဒီဒေါသလာနဲ့ဒေါသသောကပရိဒီဝဒုက္ခဒေါမဟာဝိဇ္ဇာဆိုလို့ရှိရင်လည်းတရားဓမ္မတို့ငရဲသာတိမလားဘူးလားဒီဟာအဝိဇ္ဇာမထုတ်ပြန်တော့လေအဝိဇ္ဇာသင်္ခါရဝိညာဉ်ဆိုတော့တိဋ္ဌာန်သာတိမလားဘူးလားကဲဘယ်တော့ကြောက်เสียကောင်းဒါဖြင့်ဒီဘုန်းကြီးတို့ဓမ္မတွေပါတဲ့အပယ်လေးပုံဖြတ်ချင်လို့ရှိရင်အပယ်လေးပုံဖြတ်လို့မရအပယ်လေးပုံဖြစ်ကြောင်းမလာရင်ပြတ်တာပဲအပယ်လေးပုံဖြစ်ကြောင်းမလာရင်လောဘမလာရင်ပြိတ္တာပြတ်ဒေါသမလာရင်နေကလိစ္ဆံပြတ်တယ်မောဟမလာရင်ကလိစ္ဆံပြတ်တယ်သဘောကျကဲအခုပြတ်တာကြီးပဲဆိုတာသိကြကြကဲဒါဖြင့်ဩတို့ဟာဖြစ်ပြပိုင်မှုဥက္ကမောတဲရေးကြည့်ပါအာရုံတရားတွေတော့မရေးကြည့်ပါနဲ့ဖြစ်ပြပိုင်မှုသိရေးကြည့်ပါနဲ့တရားတော်ကကိုရေးကြည့်တဲ့ချက်ဘာပါလိမ့်မလဲဖြစ်တဲ့ခန္ဓာထဲမှာဖြစ်ပြီးပြည့်တဲ့တရားတွေကအနိစ္စဖြစ်ပြီးပြည့်တဲ့တရားတွေကဖြစ်ပြီးပြည့်တဲ့တရားတွေကသလုံးပိုင်ကုန်ပိုင်တာပဲရှင်းပြီနော်ကိုင်းတာဖြင့်သုတိမဇာသိရအောင်ဆိုတော့သုတိမကိုဘုရားသခင်ကိုရမေကြီးကရှေ့ပိုင်းကဝိပဿနာဉာဏ်กว่าမဟုတ်ဘူးလားရှေ့ပိုင်းကဝေဒနာဉာဏ်กว่าနောက်ဝိပဿနာချုပ်သွားလို့ရှင်နောက်ပိုင်းကပါလာမဲ့မဉဏ်လာမှာกว่าလို့မဟုတ်ဘူးလားမဉဏ်ဆိုတော့မဲ့ခင်ဖြစ်ပါဘူးဗျာရှေ့ပိုင်းကဓမ္မဒီဉာဏ်နာဆိုတော့ဝိပဿနာဉာဏ်ဝိပဿနာဉာဏ်ကတရားဓမ္မတို့ဘာနဲ့တူကြုံလို့မေးတော့လေလုံးမဲ့လူများဥက္ကမောင်ကြီးလေကျင်းထဲမှာမိုက်တွေကျုံနေလို့ရှိရင်စုပုံပါလိမ့်မယ်နော်ဝိပဿနာဉာဏ်ကမိုက်တွေစုပုံဉာဏ်နဲ့တူတယ်မှန်ပါဘူးဉာဏ်ကစုပုံပြီးမီးရှို့လိုက်တာနဲ့တူတယ်မှန်ပါဘူးဝိပဿနာဉာဏ်ကကိလေသာတွေကိုစုပုံပြီးထားလိုက်သဘောကျမှန်ဉာဏ်ကဘာလို့လဲဒီဉာဏ်အပြင်တယောက်ကစုဓမ္မတယောက်ကမီးရှို့ဓမ္မဖြစ်ရတော့သဘောကျလားဒီဝါဒနာဉာဏ်ကဒီလေကအညစ်အကြေးတွေသူ့ပြီးတဲ့ကာလမင်းတို့မိရှုမလို့ပုံသမားမဉဏ်ကတော့ဘာလုပ်လဲမဉဏ်ကမိရှုလိုက်ပါတယ်ဆိုတော့မိရှုလိုက်တော့ပြောင်းတဲ့အခါကျတော့လောဘကိလေသာပြောင်းဒေါသကိလေသာရောမောဟကိလေသာရောကိလေသာ10ပါးလုံးပြောင်းတဲ့အခါကျတော့ဒကာဓမ္မတို့ကိလေသာမရှိရင်ကံမရှိတော့ပါကံမရှိရင်အကျိုးခန္ဓာတွေရောဒါလည်းခန္ဓာသသိငြိမ်းရပါခေါ်ကြဒီလိုပါလားဆိုတော့ပေါ်လာဟုတ်လားဒါနဲ့သုတိမဟောလိုက်သုတိမရဲ့ခြေပိုင်းကဥပဒနာဉာဏ်กว่าနောက်ပိုင်းကမဉဏ်กว่าဥက္ကမောဒါကဘုရားကဟောလိုက်တော့ဘုရားခင်ကိုရမေကြီးဟောတာလေသူကမကျေနပ်သေးသုတိမကျေနပ်ဗလားမကျေနပ်သေးပါဘူးတရားဓမ္မရှင်ဘုရားတပည့်တော်ကလည်းညမကံဝဲလည်းဖြစ်ပါတယ်ဗျာဒါကြောင့်ရှင်ဘုရားကခြေပိုင်းကဥပဒနာဉာဏ်နောက်ပိုင်းကမဉဏ်ပဲလို့တပည့်တော်ဟောညာတယ်တပည့်တော်နားမလဲပါဘူးဗျာဆိုတော့မင်းနားလည်းကျန်လည်းတော့ကွာမလဲကျန်လည်းနေတော့ကွာဥပဒနာဉာဏ်ကခြေပိုင်းကရှိရမယ်နောက်မဉဏ်လာရမယ်ဒါငါဘုရားရဲ့သုံးမှဒါပဲဆိုတော့ဥက္ကမရှင်းမလို့ရှင်းပါပါဆိုတော့ခိုင်းတာနဲ့သုတိမဆိုတော့ပထမဉာဏ်ရအောင်စအောင်ပြီးကြတာမေးဖြေဘုရားကဒကာဝဖြေမလို့ဘူးလားဖြေပါပါသိခံမိဖြေကဲလက်တွေ့သူကိုယ်တိုင်မင်းကိုယ်တိုင်ရဟန္တာဖြစ်အောင်
ဟောတော်မယ်ဆိုပြီးဘုရားရှင်ကိုရမေကြီးကသူရဟနာပြန်ဟောတော်မယ်တရားဓမ္မတွေဘယ်သူကဟောမှာလဲတရားနာဓမ္မကဘယ်သူပါလဲသူတိကတယောက်တည်းနော်တယောက်တည်းတဲ့ခိုင်းတာဖြင့်တပည့်တော်ဖြင့်ဗျာတဲ့နားမလဲပဲဖြစ်ပြီးဒီကလာနေတဲ့ဆိုအေးရှိပြီရှိပြီနားမလဲပဲမင်းတာတော့မှတ်တယ်ရှင်းပိုင်းကဥပဒနာညာနောက်ပိုင်းကမညာလို့တော့မင်းကမှတ်တာဒါရီတော့မှတ်ခိုင်းတာလေဥပမာဥဒ္ဒရင်ဘာမှတ်ခိုင်းတာလဲတရားဓမ္မတွေကတော့ဘုန်းကြီးရဲ့ရှေ့ကရှင်းထားလို့အတော်ရှင်းနေပြီဥပဒနာညာကအပြည့်အစုံတွေပုံထားလို့မှာမညာကပြီးရှို့သမားဆိုတော့ကြိုက်ကောမကြိုက်ဘူးအဲ့တော့တရားဓမ္မတွေဥပဒနာမလုပ်ဘဲနဲ့မညာရကြံလို့ရှိရင်တော့ဘုရားကူကမတတ်ဘုရားကူကဘယ်နဲ့လဲဘုရားမှာမင်းနာတဲ့ရင်လေမလဲရင်နေတော့ခြေပိုင်းကဥပဒနာညာနောက်ပိုင်းကမညာပဲကွာလို့သေချာချာသုံးမှချတယ်အဲ့တော့ဘုရားဓမ္မတွေကတပည့်တော်မညာဘုရားမြန်မြန်ရပဲဘုရားလို့ဆူတောင်းပြီးတကယ်လားနင်းရတယ်ခြေပိုင်းကဒါလေးတော့ထည့်ကြပါဦးပါတော့ခြေပိုင်းကဥပဒနာညာလေးထည့်ပါဦးဝိပဿနာဉာဏ်ဆိုတာကလည်းဘာမြင်မှဥပဒနာဉာဏ်ဖြစ်ပါလိမ့်မယ်ခန္ဓာအိဋ္ဌမြင်မှာအဲ့တော့ခန္ဓာတော့လက်ကြည့်ကြပါဦးဘယ်လိုပါလဲခန္ဓာတော့လက်မြင်တယ်ဘယ်လိုပါဗျာတပည့်တော်ပြင်ဉာဏ်ဘုရားတော်နဲ့မဉ္ဇဉ်ဘုံညာအမြန်လို့ရင်ပါတယ်ဗျာဆိုတော့ခင်ဗျားတို့သူတိမဟောတယ်လို့ဟောအောင်ဘုရားမဟောရဘူးခင်ဗျားတို့မဉ္ဇဉ်ဘုံညာဝိဘဝတော်နဲ့မတ်ဖို့ရပါလို့တရားဓမ္မတွေနှုတ်ကိုတက်နေတာဘာလဲဝိလက်တူကျင်တယ်မတ်ဖို့လည်းရကျင်တယ်ဒါဖြင့်တရားဓမ္မတို့ဘုရားတော်နဲ့မတ်ဖို့ရကျင်ခြေပိုင်းကဥပဒနာဉာဏ်လို့ဒါမှနောက်ပိုင်းကဘာရအဲ့ဒါဒါပဲဖြေတတ်တော့တယ်ရှင်းမလားဘယ်လိုလဲဘုရားတော်နဲ့မတ်ဖို့ရပါလိမ့်ဦးအမှန်တန်တို့ပါလေတရားဓမ္မတို့ဟောအခုခြေပိုင်းကဘာလုပ်လိုက်နော်ဟောနောက်ပိုင်းကဘာပေါ်မလဲကဲခင်ဗျားတို့ပြောနေရတာကြာသေးလို့ယူလိုက်ပြီးတဲ့မြန်လုံးထင်တယ်ရှင်းမလားခိုင်းတာဖြင့်တရားဓမ္မတွေလုံးပြအောင်လုံးကြဆိုတော့ဆရာဘုန်းကြီးကအမိန့်ပေးမလုံးရင်တော့ဖြင့်မတတ်မလုံးရင်တော့မတတ်နိုင်ဘူးဆိုတာသိကြပါလားအဲရှင်းကဘာညာနောက်ပိုင်းကဘုရားညာကကိလေသာဘာလို့လုပ်တတ်တယ်မညာကဘာလို့တတ်ဒီတော့သူ့မှာမပုံမဲနဲ့မိလို့ရှိရင်ဒီမိကလဲတစ်ခွက်လုံးတော့လောင်မှာမဟုတ်ဘူးတချို့ပင်ကျန်းနေရမှာပဲကျန်ရင်ကိလေသာကျန်တာပဲကိလေသာကျန်မညာဘုံညာကမရနိုင်ရနိုင်မှာအဲ့ဒါတွေကဓမ္မတွေကသေချာသိတော့မှဝိဘဝတော်နဲ့မဲ့ဖို့ရပါလိမ့်ကြလို့ပါတော့မယ်ဒီဟာလေးထည့်ပြပါဘုရားတော်နဲ့လုတ်ပါတော့မယ်တဲ့ဟုတ်လုတ်ပါတော့မယ်တဲ့ဟုတ်ရပါလိမ့်နဲ့ဝိဘဝလေးရခင်ဗျားတို့သိပြီမလားဘုရားတော်နဲ့လုတ်ပါတော့မယ်ဒါလေးလေးထည့်ရတယ်ဘုရားကိုကကဲနောက်ကတရားဓမ္မတွေရရှေ့ကတရားဓမ္မတွေရှေ့ဘင်းကဘာညာတဲ့တုံသူတိမှာဟောနောက်ပိုင်းကကဲမညာဝိပဿနာဉာဏ်မပါဘဲနဲ့မဉ္ဇဉ်တော့မရနိုင်ဘူးကွာဆိုတော့ဝိပဿနာဉာဏ်ကလုံးယူအောင်မဉ္ဇဉ်ကတော့ဖြင့်သူရင့်လာရင်လုံးလုံးပေါ်မယ်သဘောပါကြမဉ္ဇဉ်ကသူရင့်လာရင်ဒါဖြင့်ခင်ဗျားတို့ကဒါရခြင်းတယ်ဒါရခြင်းဒါလို့ရှင်းမလားမလုပ်ကြမယ်မဉ္ဇဉ်ဝိညာဉ်ရခြင်းပါလို့ပါအေးအပြောနဲ့မပြီးဘူးနော်ကိုယ်တိုင်စမ်းကြည့်ပါအကယ်၍မစမ်းနိုင်ဘူးပါဆိုလို့ရှိရင်ခင်ဗျားတို့ဒီတိုင်းနေဆိုတော့လောဘကလည်းလာမှာပဲနိုင်သိဒိဋ္ဌဖြစ်ရှုံနေနဲ့ဒေါသလာလို့ရှိရင်လည်းတရားဟောငရဲသွားမောဟလာရင်တိဋ္ဌာမုံနဲ့ပြည့်ကြသွားရှင်းမလားအဲ့တော့ဒီဉာဏ်ရှင်းဉာဏ်လာရင်နောက်ဉာဏ်လာမယ်ရှင်းဉာဏ်မှမရှိလို့ရှိရင်တရားဓမ္မတို့ခொနဲ့ငါငရဲတိဋ္ဌာပြည့်ကြပဲပြန်လာတယ်မလားမဟုတ်လားဘယ်တည်းလည်းလူတံပေကံတဲ့သူတိကောင်မရောက်ဘူးလေရောက်ပါတယ်ဓမ္မတို့ပုံညာကုသိုလ်တွေပဲဒါတွေရောက်တာပဲရောက်ပြီရောက်များတယ်အဲ့ဒီကပုံညာတော့ကုသိုလ်ကျိုးတဲ့ပုံညာတော့ပြန်ဆင်းရအောင်မဆင်းရဘူးလားအဲ့တော့ဘိုးတဲ့ကျိုးတော့သူ့နေရာနဲ့သူကာမဥပါဘောစိန်လေးဆိုပြေးလိုက်ကြီးပါပဲတဲ့
ဝိုးပြတ်ကြတာဖြင့်ဒါလုံးဝလိမ့်မယ်ကိလေသာဝိုးပြတ်ခြင်းခြေပိုင်းကဥပါဒနာညာနောက်ပိုင်းကမဲ့ကိလေသာဝိုးပြတ်ခြင်းကာမဝိုးပြတ်ခြင်းဝိပါကဝိုးပြတ်ခြင်းဒါပဲဘုန်းကြီးလည်းတတ်နိုင်တယ်ဘုရားပွင့်လည်းဒါပဲတတ်နိုင်မှာပဲရင်းနေမလားခိုင်းဒါကြောင့်ဘုရားဓမ္မတွေဘုရားဒိုးတုံးနဲ့မဲ့ကိုရပါလို့ဤလို့တောင်းနေတောင်းဒါလည်းလုပ်လိုက်တောင်းနေစုပြည့်သွားတောင်းနေတောင်းမှာနော်မလို့ရနေရောလေမပြည့်လေဘူးဆိုတာဥက္ကမမသေးကြဘူးလားနားနဲ့တောင်းလဲတောင်းဗာလဲအပေါ်လာပြီဒါပေါ်လာတစ်ပေါ်လာပြီနှစ်ပေါ်မလာဘူးလားအဲ့ဒါလေဘုန်းကြီးတို့ဓမ္မတွေကအေးဆက်ဆက်ကလေးနဲ့ဟောငါတို့သေကြောပေါ့များအောင်းပြီမနေနဲ့မပြေပြောသေးဘူးဓမ္မတွေပဲလို့ဆုံးမမတူပြောသေးဘူးဆိုတာသိကြပါလားခိုင်းတာနဲ့ကဲဒါဓမ္မတွေဆုံးမတာသူတိမကိုဒီတိုင်းဟောတာပဲဟေးသူတိမဘာလို့နာဝိတ္တဝါအိစ္ဆာလားအိစ္ဆာလားကွာသူတိမကိုမေးတာပဲကဲဓမ္မတွေပါသူတိမလို့ပါတယ်ဝေဒနာလေးခုခန္ဓာကိုယ်လေးပေါ်တယ်အနိစ္စလားအိစ္ဆာလားသဘောကျတယ်သူတိပြသွားတာပဲဟုတ်လားဒါပြန်သူ့ဘာတွေ့ရမလဲအနိစ္စပါအနိစ္စလို့ခင်ဗျားတို့ရှင်းနိုင်ကြဒါပြန်အနိစ္စလို့ရှင်းနိုင်တော့ဒီဉာဏ်ရဥပဒနာဉာဏ်ရတာပဲဒီလိုဉာဏ်မရမရသေးဘူးတခါဆက်ပြီးဘုရားမိဂ္ဂနဲ့သူတိမကိုယန္နာဖြစ်အောင်သေသူတိမ၎င်းအိစ္ဆာဖြစ်တဲ့ဝေဒနာတွေကဒုက္ခလားဒုက္ခလားလို့မေးပြန်ဒုက္ခပါတရားဓမ္မတွေကသူတိမဖြစ်တော့ဒုက္ခလို့ဖြေလိုက်သဘောကျဘယ်ညာနဲ့ဖြေတာလဲဥပဒနာညာနဲ့ဖြေလို့မရှိဘူးလေသဘောကျသေသူတိမ၎င်းအိစ္ဆာဒုက္ခဖြစ်တဲ့တရားတဲ့ငါကိုငါဟာငါဥစ္စာလို့ဆိုနိုင်ရလားသဘောကျငါကိုငါဟာငါဥစ္စာလို့မဆိုနိုင်တော့ကြောင့်အနတ္တပါဗျာဆိုနိုင်ရဲ့ဒါဖြင့်ဒကာဓမ္မတွေဒီလိုမေးလိုက်တော့ဒကာဓမ္မတို့ပြန်ပြီးဒီကရာကြည့်ပါအောင်တဲ့ဒီတိုင်းပဲပြန်နေမယ်ခင်ဗျားတို့သူတိမအကုန်လုံးကြဘုန်းကြီးရဘုရားလေးကိုယ်စလဲဖြစ်နေဟောနေတယ်သူတိမဝေဒနာဝိဟာအိစ္ဆာလားအိစ္ဆာလားဘယ်ညာနဲ့ဖြေကြဘယ်ညာနဲ့မှဖြေလို့မရဘူးဒီညာနဲ့ပဲဖြေလို့ရအဲ့ဒါအိမ်ကြတာကိုယ့်ဟာကိုယ်သူတိမလုပ်ပြီးရှုနေပြီတော့ဩခန္ဓာကပေါ်လာတယ်အိစ္ဆာပါဒီအိစ္ဆာလေးကဒုက္ခပါဒီဒုက္ခဖြစ်တဲ့တရားတွေဥက္ကမအနတ္တပါလားငါ့ကိုငါဥစ္စာမှမဟုတ်ပဲဘူးသဘောကျဒီလိုကြည့်မလိုက်တော့သူတိမရှင်းသွားပြီအဲ့ဒီတော့သူတိမဘယ်လိုရှင်းသွားလို့မေးတဲ့အခါကျတော့ဒကာဓမ္မတွေခွန်ကြီးကဒီနေ့တရားစတွေကပြောခဲ့အနိစ္စဆိုတာဒုက္ခတဲ့ဒုက္ခရောအနတ္တသစ္စာဉာဏ်သဘောကျဝိပဿနာဉာဏ်ရဲ့လားတော့ဗာမြင်မသိရသစ္စာမြင်လိုက်မယ်ဒါနဲ့ဘယ်ရခင်ကိုရမေကြီးကကိုင်းกว่าသူဒီမှာနားထောင်အောင်กว่าဒီဝေဒနာလေးကအတိတ်ကဖြစ်တဲ့ဝေဒနာကိုกว่าအနိစ္စလားအိစ္ဆာလားအတိတ်ကခင်ဗျားတို့ဘဝဘုရားတော်ကဖြစ်ခဲ့တဲ့ဝေဒနာလေးမနေ့ကဖြစ်ခဲ့တဲ့ဝေဒနာတွေကိုဘယ်နဲ့ဆိုရမလဲအဲ့ဒီအတိတ်ဖြစ်တဲ့ဝေဒနာတွေဟာအနိစ္စဖြစ်တဲ့ဝေဒနာတွေဟာဒုက္ခလားဒုက္ခလားဒုက္ခပါဘယ်ညာနဲ့ဖြေဝေဒနာညာမရှိသေးတယ်အဲ့ဒီအတိတ်ကဖြစ်တဲ့ဝေဒနာတွေဒီအနိစ္စဒုက္ခဖြစ်တဲ့ဝေဒနာတွေကိုငါကိုငါဥစ္စာလို့ဆိုနိုင်ရလားမဆိုနိုင်ရပါခေါ်ကြအနတ္တအတိတ်ကဒီတိုင်းလေးလိုက်သဘောကျအခါအနာကမေးသေးတယ်တရားဓမ္မအနာကမာရမဲခန္ဓာရပါလိမ့်မယ်တဲ့ဒီလုံးမလို့ရင်ပေါ့ဗျာအဲ့ဒီအနာကမှာဖြစ်တဲ့ဖြစ်တဲ့ခန္ဓာတွေဟာလေတရားဓမ္မတို့တကယ်လို့ဒီကနေသမ်းပြီးဒီကလာဉာဏ်နဲ့နှလုံးသွင်းကြည့်လိုက်တာပေါ့အနာဂတ်မှာပေါ်မဲ့ဝေဒနာခန္ဓာလည်းအနိစ္စလားအိစ္ဆာလားအိစ္ဆာပါဘယ်ဉာဏ်နဲ့ဖြေတော့အဲဒီအိစ္ဆာဆိုအိစ္ဆာဖြစ်တဲ့တရားဒုက္ခလို့ဆိုမလားဒုက္ခလို့ဆိုမလားဒုက္ခလို့ဆိုမယ်ဘယ်ဉာဏ်နဲ့ပါအဲဒီအိစ္ဆာဒုက္ခဖြစ်တဲ့အနာဂတ်ဝေဒနာတွေကိုငါကိုငါဟာငါဥစ္စာလို့ဆိုရင်လားမဆိုတိုင်းပါခေါ်ကြအနတ္တဖြေလိုက်တော့
ဥပဒနာညာရင့်ပြီသူဒီမှာဒကာဓမ္မတွေသူဒီမှာဘာဖြစ်ဥပဒနာညာပေရိချာချာရင့်သွားပြီဒကာဓမ္မတို့ပြစ္ဆုတ်ပါဏသူရှုပြီးပြီနော်အတိတ်ကရောအနာဂတ်ရောကဲယူပါတိဒါနာပြစ္ဆုတ်ပါဏဣဇဒဗိဒဣဇဒလည်းရှုခိုင်းတယ်ဗိဒရောသင်မွေးတဲ့ဝေဒနာတွေကိုကြံတဲ့ဝေဒနာတွေကိုမရှုခိုင်းလိုက်တဲ့အခါကျတော့သူဒီမှာညာထဲမှာဘယ်လိုထင်လာတယ်ဆိုလို့ရှိရင်အလုံးစုံဒုက္ခကြီးပါလားလို့ထင်တယ်ဘယ်လိုထင်လာလဲလုံးစုံဒုက္ခကြီးပဲဖြစ်ဒုက္ခနဲ့ပြည့်ဒုက္ခမှာတော့ခန္ဓာကိုယ်ထဲဘာမှမရှိဘူးလို့ထင်လာဘယ်လိုထင်လာဖြစ်ဒုက္ခပြည့်ဒုက္ခမှာတော့ဘာမှမရှိဘူးလို့ထင်လာတဲ့အခါကျတော့ဒီဒုက္ခခန္ဓာကြီးကဥက္ကမောချုပ်တယ်သူဒီမှာဒီဉာဏ်ပေါ်ဘူးအလယ်ဉာဏ်မရှိရဲ့ဘာဉာဏ်မလိုက်ဉာဏ်ကမဲ့ဉာဏ်ဒီလိုဒီလေးကပေါ်လိုက်တော့သူရဟန်းကမဖြစ်ဘူးလားကဲသူဒီမှာရဟန်းကဖြစ်ကဲတရားဓမ္မတွေဘုန်းကြီးရှိကြရတာဟုတ်နော်အဲ့ဒီသစ္စာထိုက်သွားပြီဆိုတာကိုလည်းယနေ့သဘောကျပါအနိစ္စလည်းဒုက္ခသစ္စာပဲဒုက္ခရောအနတ္တရောသစ္စာထိုက်သွားတဲ့တွေ့တဲ့မဉ္ဇဉ်လေးချက်ပေါ်လာဆက်ဆက်ရှိတာဟုတ်နော်ဒါနဲ့ဒီမှာရဟန်းကဖြစ်လေဘူးလားဖြစ်တော့ရဟန်းကဖြစ်တယ်မဖြစ်တယ်စောင့်နေတယ်တရားကဥပမာကြီးတကားကရဟန်းကဖြစ်တယ်မဖြစ်တယ်စောင့်နေရဟန်းကဖြစ်မှတော့ဘုရားကသိသူညာနဲ့သူဖြေတဲ့အဖြေကိုရရင်လေသဘောကျလားသူညာနဲ့သူဖြေတဲ့အဖြေကိုရရင်တော့ဒကာတော်မတွေအားလုံးမှတ်ကြပါတဲ့ပါဠိတော်လာရဖြစ်လို့ဘုန်းကြီးများကလည်းလေးလေးနက်နက်ပဲပြောရဲဆိုရဲတိတ်သူဒီမှာယာမရဏဟာဘုရုကြောင့်ဖြစ်တာလုံးกว่าလို့မေးလိုက်သူဒီမှာဓာတိကြောင့်ဖြစ်ပါလေဘုရားလို့ဖြေချဒကာတော်မတွေဘယ်နဲ့ဆိုယာမရဏဘုရုကြောင့်ဖြစ်တော့သူဒီမှာဒီတိုင်းဖြစ်ဒကာတော်မဒိဋ္ဌိပဲဒါနားလည်ပါရဟန်းကဖြစ်ပါလို့ဖြစ်နေ။ဉာဏ်မရဏဘယ်နဲ့ကြောင့်လုံးกว่าလို့လူကဖြစ်စေတာလုံးဆိုတော့ဓာတိကဖြစ်စေတာပဲဆိုတော့ကောင်းမှုกว่า။ရဟန်းကဖြစ်မဖြစ်ဘူးစမ်းတယ်။အဲ့တော့ဒကာဓမ္မတွေကစဉ်းစားပါလား။ဉာဏ်ဓာတိကလည်းဒကာဓမ္မတို့သိတဲ့တဲ့အကြောင်းဉာဏ်မရဏရောအကျိုးအကြောင်းကျိုးတာခန္ဓာလေးရှိပါတယ်။ဓာတိဆိုတော့ခန္ဓာ၅ပါးအကြောင်းဉာဏ်မရဏဆိုတော့အကျိုးပဲခန္ဓာ၅ပါးဒီကြောင့်ကြောင့်ဒီအကျိုးဖြစ်တာပဲပုဂ္ဂိုလ်သတ္တဝါမရှိဘူးဆိုတာသူဒီမှာဖြေတတ်ပြီဖြေရသေးဘူးလားဒါသူဒီမှာဘယ်ချိန်ကြမှာဖြေပါလိမ့်ဒကာဓမ္မဉာဏ်နဲ့ဖြစ်မှာဖြေတယ်ဉာဏ်နဲ့ဖြစ်တယ်ဖြစ်တယ်စမ်းသူဒီမှာဓာတိဘုရားဖြစ်တာလုံးกว่าလို့နေပြန်တယ်ဒကာဓမ္မကဲဖြေကြစမ်းပါကာမဘဝဖြစ်เสียဘာကြကံကြောင့်ဘာဖြစ်ပါလဲပฏิလောမမေးလာတယ်ဓမ္မဟုတ်ကောင်းမဟုတ်ဘူးလားဒါဖြင့်ကာရောပုဂ္ဂိုလ်သတ္တဝါဟုတ်ကြလားဓာတိရောပုဂ္ဂိုလ်သတ္တဝါဟုတ်ပုဂ္ဂိုလ်သတ္တဝါတွေအကုန်မရှိတော့ဘူးဆိုတော့ရှင်းတယ်မရှင်းဘူးလားပုဂ္ဂိုလ်သတ္တဝါပျောက်ကြောင်းမပျောက်ကြောင်းသူကဒိဋ္ဌိပဲကိုမြတ်ရှင်တို့ဥစ္စာရင်တို့ရဓာတိပဲသိဉာဏ်နဲ့ဖြစ်လို့ဉာဏ်ရလို့သိသဘောကျခင်ဗျားတို့သိတဲ့ပညာကတော့ဘုရားဘာသာမို့ပညာနဲ့သိဘုရားဒိဋ္ဌိဓာတ်တွေဘာမှမပါပဲနဲ့ခေါင်းကရဟန္တာဖြစ်ပြီးမှသိတယ်အသိရှင်းကြမလားဒါဘာဖြစ်မှသိတယ်အသိပါလေရဟန္တာဖြစ်ပြီးမှသိတယ်အသိဆိုတာသိကြပါလားကိုင်းတာဖြင့်ဒီကံပဲကဒီကံဘုရားကြောင့်ဖြစ်ကြတော့ကွာသူဒီမှာဖြေစမ်းဆိုတော့ဥပါဒဏ်ကြောင့်ဖြစ်တယ်ဆိုတော့ပုဂ္ဂိုလ်သတ္တဝါပေါ်ပြီးဥပါဒံငကူလုံးကငါတည်းဆွဲလမ်းတယ်ဆိုတာလာသေးတာဓမ္မကံဆိုတာကကံပေါ်ငံဆွဲရဘူးအခုဒီလိုဆွဲရရဲ့မဆွဲတာထောက်လိုက်တော့ဘုန်းကြီးတွေကဓမ္မရဲ့သူကပုဂ္ဂိုလ်သတ္တဝါပြောက်တဲ့ဖြေကြီးဖြေဘာပဲရောက်လို့ဒီဖြေတွေမှန်းနေတာပါလေရဟန္တာဖြစ်တော့မှန်းတယ်ရဟန္တာဖြစ်တော့ပုဂ္ဂိုလ်သတ္တဝါရဲ့လည်းကိုရှိသေးရဲ့ခိုင်းတာနဲ့ဒီကနေမေးလိုက်တာကဲလက်ချိုးကြလို့နော်သင်္ခါရဘုရားကြောင့်ဖြစ်ကြတော့กว่าမေးလိုက်ဝိဇ္ဇာကြောင့်ဖြစ်တယ်ဒီရလာထိုးလိုက်ပြီနော်ရှင်းနေမှာဆိုတော့မေးတယ်လားသင်္ခါရကြောင့်ဖြစ်တယ်
ဆိုတာသိပြီးဒီကရာသွားပြန်အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်သင်္ခါရဘယ်လာတော့ဝိဇ္ဇာကြောင့်ဖြစ်ဆိုတော့တရားလုံးကပုဂ္ဂိုလ်တ attva ဥက္ကမောအကုန်သိသွားသိပါဘူးသုတိမမှာတရားဓမ္မတော့ပုဂ္ဂိုလ်တ attva ရှိသေးတယ်ဆိုတော့ဉာဏ်လာလေးရဲ့ခင်ဗျားတို့လည်းဒီဉာဏ်လာအောင်လို့မလုပ်ရဘူးလုပ်လိုက်တဲ့အခါကျတော့အမှန်ကြီးဆိုတော့မင်းနဲ့သိတယ်အမှန်ကြီးမဖြစ်ပဲဘူးလားခင်ဗျားတို့ဘယ်ရှိလို့ရွတ်နေတာကအမှန်ကြီးမရောက်သေးရောက်ကြလားလူသေးရဲ့ဟိုကမလိုဘူးလားအဲ့ဒါနဲ့ဒီဘုရားပဲအချိန်ကျမှမဲတာတုံးလို့မဲလို့ရှိရင်ဖြေဥက္ကမောဖြေတတ်ပါလားဝိသသမုပ္ပါပฏิကောမှပြောင်းပြန်မဲတဲ့ဥစ္စာအဖြေမှန်ကြီးထွက်လာဘယ်အချိန်မှသူဖြေမှန်ရပါလဲရဟန္တာဖြစ်တဲ့အခါကျတော့ပုဂ္ဂိုလ်တ attva ဆိုတော့လုံးဝရှာမတွေ့တာသိကြသွားပရိစ္ဆေသမုပ္ပါအကြောင်းကျိုးသာရှိတယ်ဘာရှိကြအကြောင်းကျိုးသာရှိတယ်လို့ဘုန်းကြီးတို့ဓမ္မတွေမရှင်းသေးဘူးလားအဲ့ဒီကဲတော့ရှင်းတဲ့အခါကျတော့မှဩဒါရဟန္တာတွေအမြင်ပါလားဆိုတော့ဥက္ကမောင်ရဲ့အတော်ရှင်းပါဒီမှာဘုရားခင်ကိုရမေကြီးကမနေ့ကပြောခဲ့တယ်ဘုံမင်းနဲ့ဖွေးချီဆိုတာလာတော့တာပေါ့ဒီရဟန္တာဖြစ်လို့ဒါတွေအဖြေမှန်နေတဲ့ဓမ္မတွေရှိတယ်မှာသူမထွက်သေးဘူးလားဟဲ့ဒီမှာဘုရားပြောမင်းဟာအခုအဖြေမှန်နေတဲ့ထွက်ပြီဒါမဲ့သံဃာရမရှိပဲနဲ့ပုဂ္ဂိုလ်တ attva ပြောက်တဲ့အဖြေမှန်ကြီးထွက်တယ်အကြောင်းကျိုးကြီးထွက်တယ်ဒုက္ခသစ္စာကြီးထွက်တယ်ဒါဒုက္ခသစ္စာတွေမဟုတ်လားအကြောင်းကျိုးကြီးကောင်းထွက်ဘူးလားပုဂ္ဂိုလ်တ attva ပြောက်တဲ့ဝိဇ္ဇာကြောင့်သင်္ခါရပဲလို့ပုဂ္ဂိုလ်တ attva ပြောက်တာကောင်းထွက်ဘူးအကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတော့ပေချာသဘောတွေကသူမထွက်လာဘူးလားဒါရီဒုက္ခသစ္စာကြီးပဲလို့ကသူမသိဘူးလားပြီးတော့ဘယ်ခြေနေကြောက်လို့သူသိသွားပါလိမ့်ဒါပြန်သူဒီမှာမင်းနေရကြပြီကွာကဲမင်းတော့ဒီခြေနေသိတဲ့ခြေနေမသိတဲ့ခြေနေမင်းအမယုံကြည်ပလားဆိုတော့ဒီကြတော့ဥက္ကမမေတ္တကာဝါတို့ပုဂ္ဂိုလ်ကိုရဟန္တာဖြစ်ပြီးဒီကလာနေတော့ကိုယ်ကြောင့်ကိုယ်ပြိလေသာတွေကုံကြောင်းနဲ့သူ့ဟာသူပြစ္ဆကနာဉာဏ်နဲ့အကုန်သိပြီနော်အဲ့ဒီကဲလို့သိတဲ့အချိန်ကြတော့မှသူ့ဟာသူလေရဟန္တာဖြစ်ကြောင်းသူ့ဟာသူဆင်းရင်းလို့သူသိတဲ့အချိန်ကြတော့မှဥက္ကမောရေမဲတော့ကိုင်းသူဒီမှာမင်းကောင်းမြင်ပြန်နိုင်ရဲ့လားမေးဘူးဒီကရမဘယ်လိုများမေးမပြန်နိုင်ဘူးဗျာဖြေသူကရင်းနေကြလားသူကစိတ်တည်သိရလားသူဒီမှာရေဘယ်လိုပဲဖြေမသိပါဘူးတဲ့ရေပေါ်မှာမင်းဒီကားလို့ရှင်သမင်းကိုပြီးဒီကားလာထိုင်နေရလားလို့မေးလိုက်တယ်မြေထဲမှာမြင်မဒီပဲအောက်ကိုသွားတယ်ရလားပေါ်တက်နေရလားမေးတော့မင်းမေးတဲ့ရဟန္တာတွေကကွာတဲ့သမထမပါပဲနဲ့သမာဓိမပါနဲ့ပညာဥသိပြီးရဟန္တာဖြစ်လာလို့သူတို့လည်းပညာနဲ့ကိလေသာလွတ်လာတယ်လို့ဖြေတာမင်းယူမလားဆိုတော့တပည့်တော်တရားတစ်ခုမှားပါတော့ဝန်ချမ်းရင်းပြီမလားတပည့်တော်ရိုးရိုးဝင်လာတဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူးပေးခြင်းနဲ့จิตတာပေးပါတော့ဗျာတရားခိုးမလို့ဝင်လာတာပေးခြင်းနဲ့จิตတာပေးပါတော့တခါထုံးတာလားပဲရင်းနေလားကဲဒါနဲ့အဲ့တော့ဘာလဲမင်းတရားတစ်ခုသာထားစမောပုဂ္ဂိုလ်တော်တွေသဘောမင်းရှင်းမလားမေးလိုက်ဥပမာမနဲ့ဖြေရှင်းရတာခင်ဗျားတို့ဘောလုံးရှင်းနေပြီမရှင်းရသေးဘူးလားဟုတ်ကိုယ်လည်းပညာနဲ့ကိလေသာလွတ်လာတယ်ဆိုတော့ကောင်းကင်မြန်မြေကျုပ်ကိစ္စပါပါရဲ့လားအဲ့ဒါကြောင့်တရားဓမ္မတွေကမှတ်ရမှာကဇာနှမျိုးရှိတယ်လို့မှတ်ပါလက္ခဏာရေးသုံးပါးရှိတဲ့ဇာကတစ်မျိုးကောင်းကင်ပြန်မြေရှုတဲ့အာရမိကဇာကတစ်မျိုးအာရမုပနိစ္စံဆိုတဲ့ရှိသေးတယ်နော်ကမ္မထာလေးတွေဒီအနိစ္စဒုက္ခမပါဘဲနဲ့လောက်ရဇာကတစ်မျိုးရှိသေးတော့လက္ခဏာဇာကပါ၍ဥက္ကမောင်ကြီးအာရမုပနိစ္စံမပါဘူးသဘောကျလက္ခဏာရေးသုံးပါးရှိတဲ့ဉာဏ်ကခေါင်းကဝရိယပฏิသမာဓိမပါဘူးလားလက္ခဏာရေးသုံးပါးရှိတဲ့အထက်မှာတော့သင်နဲ့သမာဓိပါပါတယ်ကွာဟုတ်လားတကယ်ဇံရခြင်းလို့ဓမ္မလို့ခြင်းတဲ့ဇံမျိုးသဘောပြခြင်းတဲ့ဇံမျိုးအဘိညာဉ်ရတဲ့ဇံမျိုးတော့မပါဘူးကိဒါကြောင့်ပညာဥသိပြီးပညာနဲ့ကိလေသာမှလွတ်လာတယ်သူကဥသိမဟုတ်ဘူးဇံတော့ဘာတော့ပါရဲ့ဥသိဟုတ်တယ်နောက်လည်းဖြစ်နေတယ်လို့ဘုရားကဖြေလိုက်ခိုင်းတာပြန်မင်းကို
မင်းကလည်းခုတာမခံပါဘူးတဲ့တပည့်တော်ဒီကားလို့ဆင်ញမ်းတယ်ဖြစ်တာကိုယ့်ဟာကိုယ်လည်းသိပါဘုရားတပည့်တော်မှားမိတာတွေရှင်ဘုရားလို့ရှိလာခြင်းတွေရိုးရိုးနဲ့လာပြီးမဟုတ်ပါဘူးတရားတွေခေါ်ပြီးကြလားတပည့်တော်ဒိဋ္ဌိထဲမှာဒီတရားတွေပြန်သင်ပြီးဝါဒဖြန့်ပြီးပေါ်များရေးလို့ရှိလို့လာကြခြင်းဖြစ်ပါတယ်အေးဒါမင်းရန်ခံမပေးခင်တည်းကငါသိတရားရန်ခံမပေးခင်တည်းကမသိဘူးလားအဲ့တော့မင်းကတရားတစ်ခုတဲ့တို့ရတယ်မင်းဒီကားလို့ဆိုရင်ခိုးရမှတ်တဲ့နဲ့ရန်တာဖြစ်မှမြန်တော့ဘုရားခွင့်ပြလိုက်တာမသိကြဘူးလားအဲ့တော့တပည့်တော်ကတရားတစ်ခုလည်းဖြစ်ပါတယ်သူကလူလည်းပေါ်လိုက်တယ်ပေးခြင်းတဲ့အဖြစ်ကိုပေးပါတော့ဆိုတော့ကမင်းအမင်းမှားတဲ့ဥစ္စာကိုနောင်ဒီလိုမလုပ်တော့ပါဘူးဝန်ခံရင်ပြေတာပါပဲကွာရှင်းမလားဒါဖြင့်နောင်တစ်ခါပြေစရာအကြောင်းကမလုပ်တော့ပါဘူးဆိုရင်ပြီးတာပဲမလုပ်တော့ပါဘူးဆိုရင်ခင်ဗျားတို့ဒီနာမလို့ဘူးနာမလုပ်မယ်လို့ဆိုတော့ဒီလိုလည်းမဖြစ်ဘူးဘယ်တော့မှမလုပ်ဘူးဆိုတော့လည်းထည့်ပေးတော့ပါဘူးရင်းပြီလားညနေကတော့ဘယ်နေရာမှာမလုပ်သေးသဘောပါရအဲ့ဒီရင်သူဒီမှာရဟန္တာဖြစ်ပြီးသူဟာသူတပည့်တော်မှားပြီးအကုန်ဝင်ချပါ၏ဆိုပြီးကြလားဘုရားခင်ကိုရမှားတာမှန်မှန်သိတဲ့ပုဂ္ဂိုလ်ငါတို့ကအပြစ်ကိုဝန်ခံတဲ့အတွက်ပါရိနုမောဒနာခေါ်ရတယ်ဆိုပြီးရဟန္တာခေါ်တာပဲရင်းမရလားဒါပြန်ဓမ္မတို့သူရဟန္တာဖြစ်တဲ့ကျွတ်တို့ရေးမကြည့်ဘူးသူရဟန္တာဖြစ်တဲ့ဇတ်မှာကျွတ်တို့မှာဘယ်ဉာဏ်နဲ့ဖြစ်တတ်တယ်ဆိုတာကျွတ်တို့ကသိကြရဲ့မသိကြရဲ့ဘူးလားကျွတ်တို့ဘယ်ဉာဏ်နဲ့ကြိုးစားရှင်းပိုင်းကနောက်ပိုင်းကဝိပဿနာဉာဏ်ကကိလေသာတွေဘာလို့တတ်သလဲသူ့ပုံပေါ်ရတယ်မဉဏ်ကဘာလို့တတ်နိစ္စပေါ်ရတယ်ဆိုတော့ဓမ္မတို့လေးပါးရှိတော့ကိလေသာမျိုးကိုမကုန်ဘူးလားအဲဒါကြောင့်ဉာဏ်ကဖြစ်ပါတယ်ဆိုတာလည်းသိကြကြရှင်းပြီနော်ဒါရင်ဒီရင်တော်ကြအောင်လို့